ပရိသတ်များအားလုံးပဲမင်္ဂလာပါဖေဖော်ဝါရီလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့အထူးသတင်းကောင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခွေးယူနေတဲ့အဂျန်ဖက်မယောင်လိုင်းနာသူ့ကိုအခါနေတဲ့ဗိုလ်ချုပ်ကြီး28ဤကိုယာဒုဖြုတ်ချပြီးထောင်ဒဏ်10နှစ်စီအမိန့်ချထားကြောင်းသိရှိရပါတယ်အဂျန်ဖက်ရှိအုပ်စုဟာတဖြည်းဖြည်းပြိုကွက်လာနေပါပြီဒီနေ့ရရှိထားတဲ့သတင်းမှာလည်းပဲစစ်ခွေတွေအချင်းချင်းထိုက်ခုံလူနေကြပြီးဗိုလ်ကြီးဗိုလ်ချုပ်တွေလည်းအချင်းချင်းတွေးကွက်ကုန်ကြပါပြီမကြခင်မှာပြည်သူဒေါ်လာနေဟာအောင်မြင်စွာအဆုံးသတ်နိုင်မှာဖြစ်ပါတယ်ဆက်လက်ပြီးတင်ဆက်ပေးတော့မှာကတော့ကျန်းဖက်ပါတီအတွင်းတမရအဖြစ်မိသူကိုတင်မြှောက်ပြီးအစိုးရအဖွဲ့တွေမိသူများပါဝင်ပြီးဆိုသည်ကိုကျန်းဖက်ပါတီမှအမတ်များကိုယ်တိုင်သိခွင့်မရပဲဖြစ်နေပြီးအချိန်တန်ရင်အတိပေးမိဟုသာပါတီဥက္ကဋ္ဌခင်ရီကပြောဆိုနေကြောင်းကျန်းခန့်ရေးပါတီတရင်ရေးမိသောရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်ကျန်းဖက်ဥက္ကဋ္ဌခင်ကြီးကရန်ကုန်မန္တလေးအပါအဝင်ပြည်내တိုင်းတချို့တို့လှည့်လည်၍အနိုင်ရကျန်းဖက်ပါတီအမတ်များနဲ့တွေ့ဆုံနေကြောင်းထို့တွေ့ဆုံပွဲများတွင်အနာဂတ်သမ္မတမည်သူဖြစ်လာမည်ဆိုသောမိခုံးများကိုမေးမြန်းမှုများရှိတော်လဲတိတိကျကျဖေးဆိုခြင်းမပြုဘဲအချိန်တိုင်းရင်အတိပေးမည်ဟုသာတုံ့ပြန်ကြောင်းသိရှိရပါသည်တွေးဆုံပွဲတွေမှာအလွတ်တဘောမေးကြတာတွေရှိပါတယ်ဘသူကသမ္မတဖြစ်လာမှာလဲအစိုးရအဖွဲ့မှာဘသူတွေပါမလဲပေါ့အဲ့ဒါတွေလည်းသူတိတိကျကျဖြည့်တာမရှိဘူးအချိန်တိုင်းရင်တော့သိခွင့်ရှိမယ်အခုတော့ပြည်သူလူထုနဲ့မဲပေးခဲ့လို့လာပြီးကျေးဇူးတင်တွေ့ဆုံတာဖြစ်တယ်ပါတီအနေနဲ့လည်းအမတ်တွေအနေနဲ့လည်းမရက်မနာအလုံးလုံးမယ်ဆိုတာမျိုးနဲ့မဲခွန်းတွေကိုရှောင်းပါတယ်ဟုကြံခိုင်ရေးတဲ့ရင်းမြစ်ကပြောဆိုပါတယ်ရဲအပွင့်ကျန်းဖွက်ပါတီဗဟိုအလို့အဖွဲဆောင်အဖွဲ့ဝင်များအတွင်တွင်လည်းတမဒရွေးချယ်ရေးနဲ့အစိုးရအဖွဲ့ဖွဲ့စည်းရေးအတွက်ဆွေးနွေးခွင့်မရဘဲအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံမှအမိန့်နဲ့ညွှန်ကြားချက်များစောင့်ဆိုင်နေရသည့်အပေါ်မကျေနပ်မှုများရှိနေကြောင်းသိရှိရပါတယ်အနိုင်ရပါတီအနေနဲ့ပါတီဗဟိုအလို့အဖွဲ့ဆောင်အဖွဲ့ကတမဒဖွဲ့စည်းရေးအစိုးရအဖွဲ့ဖွဲ့စည်းရေးတွေကိုဆွေးနွေးရမယ့်အချိန်ဖြစ်ပေမဲ့လည်းတချို့ရဲ့အမိန့်ဆုံးဆိုင်နေရတဲ့အပေါ်မှာပါတီထိပ်ပိုင်း CEC ဖက်မှလည်းမကျေနပ်မှုတွေရှိပါတယ်အနိုင်ရပါတီရဲ့ CEC နဲ့ဗဟိုကော်မတီတွေကတောင်မှကိုပါတီကဘလို့ပုံစံနဲ့နိုင်ငံကိုတာဝန်ယူရမယ်ဆိုတာကိုသိခွင့်မရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ဒီအပေါ်မှာအားလုံးကခန်းစားချက်တွေရှိကြတယ်။ဒါကမဖြစ်သင့်ဘူးဆိုတာမျိုးဗဟိုကော်မတီဝင်တွေထဲအထိပြောဆိုမှုတွေရှိလာပါတယ်ဟုကြံခန့်ရေးပါတီတဲ့ရင်းမြစ်ကပြောဆိုပါတယ်။ကျန်းဖွက်ပါတီကသမ္မတရွေးချယ်ရေးနဲ့ပတ်သက်ပြီးပါတီတွေရဲ့အမြင့်သဘောထားကွဲလွဲမှုများရှိနေပြီးအနိုင်ရနိုင်ငံရေးပါတီတစ်ခု၏ဥက္ကဋ္ဌတီအစိုးရအဖွဲ့ခေါင်းဆောင်သမ္မတသို့မဟုတ်ဝန်ကြီးချုပ်အထိတာဝန်ယူရမယ်သာဖြစ်ကြောင်းထို့သောလည်းလက်ရှိအချိန်အထိမိသူကသမ္မတဖြစ်လာမည်ကိုမသိရှိရပဲကျန်းဖွက်ပါတီအမတ်များအကြတွင်ပင်ထင်ကြေးသာပေးနေကြရကြောင်းသိရှိရပါတယ်တကယ်တော့ပါတီကတင်မှာသမ္မတဖြစ်မှာဒီမိုကရေစီစနစ်နဲ့ရွေးကောက်ပွဲစနစ်မှာတော့အနိုင်ရပါတီရဲ့ဥက္ကဋ္ဌကအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်မှာပဲဥပမာဆိုရင်ဥက္ကဋ္ဌကြီးဦးခင်ရီပေါ့သူကထုံးစံရသမ္မတဖြစ်ရမှာပေါ့အခုကတော့တက်ချုပ်ကသမ္မတလုပ်လို့လည်းပြောကြတယ်ဦးညွန့်စောကသမ္မတဖြစ်မယ်လို့လည်းပြောကြတယ်လွှတ်တော်ခေါ်ပြီးမှနောက်နေ့သမ္မတရွေးမယ်ဆိုမှညဘက်မှာဘသူကိုသမ္မတအဖြစ်ရွေးရမယ်မဲပေးရမယ်ဆိုတာကိုပါတီဘက်ကအမတ်တွေကိုအသိပေးမယ်လို့လည်းပြောတယ်ပါတီကတင်ရမယ်ရွေးရမယ်သမ္မတကိုပါတီဘက်ကတိခွင့်မရှိဖြစ်နေတာဟုကြံခရီးပါတီကရင်ရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်စစ်တပ်ကပြုလုပ်ခဲ့သောအတိုးရောင်ရွေးကောက်ပွဲတွင်ကြံခန့်ရေးပါတီကပြည်သူ့လွှတ်တော်အမတ်နေရာ31ရက်နေ့နဲ့အနာဂတ်လွှတ်တော်ဒေတာ10ရက်နေ့စုစုပေါင်းအမတ်နေရာ339နေရာအနိုင်ရရှိထားပြီးလွှတ်ကျွတ်စွာပင်အစိုးရအဖွဲ့ဖွဲ့ခွင့်ရရှိထားပါသည်။